ရင်ပြည်နယ်အတွင်းမိတီးနေထိုင်ကြသောရှမ်းတိုင်းသားလူမျိုးများ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများစကားစာပေယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုဖော်ထုတ်ထိန်းသိမ်းမှတ်တမ်းတင်သောအဖြစ်ရှမ်းတိုင်းသားများ၏နေထူနေမြတ်အခါသမယတနေ့ဖြစ်တဲ့ရှမ်းမျိုးသားနေ့အခမ်းအနားကိုဖေဖော်ဝါရီလ9ရက်နေ့နနက်8နာရီကဖအံမြို့နယ်မိမလကျွန်းကြီးရွာအခြေခံပညာထက်တန်းကျောင်းခွင်၌စီကားတိုက်မြိုက်စွာကျင်းပခဲ့ပါတယ်ရှိဦးစွာကရင်ပြည်နယ်အစိုးရဖွဲ့လုံခြုံရေးနှင့်ဆက်ရဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်ကတိုင်းရင်းသားလူမျိုးများ၏အမျိုးသားရေးလက္ခဏာနှင့်တမိုင်းအမွေတွေတို့ကိုထိမ့်သိမ်းမှတ်တမ်းတင်ခြင်းအခွင့်အရေးများကိုကာကွယ်ဆောက်ရှောက်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့တိုင်းရင်းသားလူမျိုးများ၏လူမှုဘဝမြင့်မားရေးအတွက်ပညာရေးကျန်းမာရေးစီးပွားရေးနှင့်လမ်းမဆက်သွယ်ရေးစတဲ့လုပ်ငန်းများကိုပတ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှလိုအပ်တဲ့အကူအညီထောက်ပံ့များကိုနှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်းလာမယ့်2026-2029ဘဏ္ဍာရေးနှစ်တွင်လည်းရှမ်းတိုင်းရင်းသားလူမျိုးများ၏ရိုးရာပွဲတော်များကိုလည်းစီစီကားကားကျင်းပနိုင်ရေးအတွက်ဖြည့်ဆည်းကူညီပေးသွားမှာဖြစ်ကြောင်းနဲ့ရှမ်းတိုင်းသားလူမျိုးတို့၏စကားစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြည့်မွားရေးအတွက်ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းများကိုလည်းကရင်ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်လုံခြုံရေးနဲ့ဆက်ရဝန်ကြီးကရှမ်းမျိုးသားနေ့အတွက်ကရင်ပြည်နယ်အစိုးရဖွဲ့မှချီးမြှင့်ပေးအပ်တဲ့ငွေကျပ်150သိန်းကိုချီးမြှင့်ပေးအပ်ခဲ့ရာရှမ်းစာပေရေးကျေးမှုအသင်းဥက္ကဋ္ဌကဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲဒီနောက်ရှမ်းတိုင်းရင်းသားလူငယ်မောင်မယ်များကရှမ်းရိုးရာအခလှများဖြင့်တီဆိုကပြဖျော်ဖြေပြီးတက်ရောက်လာကြတဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်များဌာနဆိုင်ရာများဖိတ်ကြားထားတဲ့ဧည့်သည်တော်များနှင့်အတူစုပေါင်းမှတ်တမ်းတပ်ပုံများရိုက်ကူးကြကရှမ်းမျိုးသားနေ့အခမ်းအနားကိုရှမ်းရိုးရာတခြင်းဖြင့်တီဆိုရုပ်သိမ်းခဲ့ပါတယ်။ဒီသတင်းကိုဖန်ခရိုင်ပြန်ဆက်ကရိုက်ကူးပေးပို့တာဖြစ်ပါတယ်။